စကိုင်းတိုင်းခန္တီမြို့နယ်တွင်ခလာရနှစ်ကိုတက်ရင်မှဗိုလ်ကြီးလင်းမြတ်ထွန်းဦးဆောင်လာတော့ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၄ဦးတေဆုံးခဲ့ကြောင်းခန္တီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်ဒီဇင်ဘာလ12ရက်နေ့တွင်ဗိုလ်ကြီးလင်းမြတ်ထွန်းဦးဆောင်တော့ခလာရနှစ်ကိုတက်ရင်မှစစ်သားများနှင့်အမှတ်16ရဲတပ်ရင်းတို့မှပူးပေါင်းထားတဲ့အင်အား30ခန့်ပါတဲ့ရင်တန်းဒီခန္တီမြို့နယ်နန်ခမာကျေးရွာဘက်သို့စစ်ကြောင်းထိုးဝင်ရောက်လာတော့ကြောင့်တော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်သူတို့မိုင်းတီပြီးအထိနာတော်လို့စစ်ခွေးအလောင်းတွေကိုဒဏ်ရာရတဲ့လူတွေကိုကားပေါ်တင်ပြီးပြန်ဆုတ်သွားတာရဲဘော်တွေတော့အထိခိုက်မရှိပြန်ဆုတ်ခွာလာနိုင်တယ်ဟုခန္တီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောဆိုပါတယ်နော်အဲ့တော့အောက်ခြေစစ်သားတွေအနေနဲ့ဒီတော်လိုင်းရေးမှာသေခဲ့ရတဲ့နဲမဟုတ်တော့ပါဘူးမင်းအောင်နိုင်တာအာနာမသိရင်အဲ့ဒီလူတွေဘဝသေတဲ့အကြောင်းရှိတာမဲလိမ့်တယ်မဲခိုးတယ်ဗျာမတာစကားတွေလိုက်လို့တကယ်တော့မဲလိမ့်လိမ့်မဲခိုးနောက်ဆုံးအဆင့်ပြောတာနော်NLD အစိုးရတက်သွားတာ9နှစ်တက်ခဲ့ပြီးပါပြီတိုင်းပြည်သူတို့ပြောသလိုပြက်ခဲ့တာတိုင်းပြည်တိုးတက်ခဲ့တာလူမှန်အကုန်လုံးတည်တယ်နော်အဲ့တော့အခုလက်ရှိအာဏာမသိမ်းခဲ့ရင်ရောအခုလိုစစ်သားတွေရဲတွေသိနေမလားသေစရာအကြောင်းမရှိပါဘူးအဲ့တော့သေစရာအကြောင်းမရှိတဲ့ဟာကိုအသက်တွေရင်းပေးပြီးတော့ဆက်ပြီးနွားကြခံမယ်ဆိုရင်တော့ဒါသူတို့ရဲ့တဘောပေါ့နော်ပြည်သူကတော့ဒီပွဲဟာအဆုံးထိကြွားမှာပွဲပါပဲဟုတ်ကဲ့နောက်ထပ်သတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ပြည်သူများတွေးမအေးတဲ့ကြောင်းပြသတဲ့ UAE မြို့ပြဂီတညပဲဖြစ်ပါတယ်UAE နိုင်ငံဒူဘိုင်းမြို့မှာပြုလုပ်ခဲ့တဲ့မြို့ပြဂီတညပျော်ဖြေပွဲကိုတော်လှန်အမှုပညာရှင်တွေဖြစ်တဲ့အဆိုတော်အလွန်ဟာကောင်းနဲ့ခင်ဖုံးတို့ကလာရောက်ပျော်ဖြေခဲ့ကြပါတယ်ပျော်ဖြေပွဲမှာတင်းရင်နိုင်ငံမှာရစ်ဆက်ထားတဲ့ကဘာမကြေဘူးတချင်းကိုအဆိုတော်ကောင်းတီးဆိုချိန်မှာလာရောက်အားပေးကြတဲ့ပရိသတ်တွေကလက်တုံးချောင်းထောင်ကဝင်းရံအားပေးခဲ့ကြပါတယ်အဆိုပါပျော်ဖြေပွဲကိုဒီဇင်ဘာလ23ရက်မှာပြုလုပ်ခဲ့တာဖြစ်ပြီးရရှိလာတဲ့အကျိုးအမြတ်ကိုမြန်မာနိုင်ငံအတွင်းလိုအပ်နေတဲ့နေရာတွေကိုပေးပို့သွားမယ်လို့သိရပါတယ်ဒီပွဲကိုပါဝင်တက်ရောက်လာကြတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းကဒီပွဲမှာပါဝင်တီးဆိုပေးကြတဲ့အဆိုတော်တွေဒရမာတွေတော့ကျွန်တော်တို့ဒီအားလုံးပေါ့နော်ဝင်းရံအားဖြည့်ကြတဲ့တဦးတယောက်ချင်းတိုင်းကိုကျွန်တော်တို့ပြည်သူတွေကကျေးဇူးတင်ပါတယ်ကျွန်တော်တို့တော်လန်တယ်ဆိုတာစစ်တပ်ရုံတစ်ခုနဲ့မရပါဘူးကဏ္ဍဘောင်းဆောင်မှာရှိတဲ့အင်အားတွေပြည့်နေဖို့လိုပါတယ်ပြည်သူတွေရှိရမယ့်နေရာမှာလည်းပြည်သူတွေကတထအားရှိနေပါတယ်ဒီနေ့ချိန်ထိအဲ့ဒီအတွက်ကျွန်တော်တို့တော်လန်ရေးဟာ9နှစ်ကြာတဲ့အထိအကြမ်းဖက်သမားတွေကပြည်သူအာဏာကိုလွတ်လို့မရသေးတာပါဒါအသက်တွေပါပဲတော့ဒါအရှိတရားပဲတော့စစ်တပ်ကြီးကိုမောင်းမိုင်းစီးပြီးတော့ဒီလက်တောင်းချောင်းပဲရှိတဲ့ပြည်သူရှိကနေလက်တောင်းချောင်းထောင်ထားတဲ့ပြည်သူရှိကနေအာဏာလွတ်နေတာဒီနေ့ချိန်ထိလွတ်လို့မရဘူးဆိုတာအခုလိုကဏ္ဍဘောင်းဆောင်မှာတညီတညွတ်နဲ့တုတ်ပြန်နိုင်တဲ့ပြည်သူတွေကြောက်ပါဒါကြောင့်မလို့ဒီလိုမျိုးညီညွတ်မှုတွေအများကြီးလိုအပ်ပါတယ်ကျွန်တော်တို့လူမျိုးဘာသာမခွဲခြားဘဲနဲ့စီးလုံးမှုကိုဝိုင်းတိဆောက်ကြပြီးတော့အာဏာရှင်ကိုအတူတကွတော်လှန်ခြင်းစိတ်တွေမွေးကြဖို့လိုအပ်ပါတယ်